အခုကပေါ့နော်ဆိုတော့အကောက်ဖောက်လေးလေးမတီးကြတော့ပေါ့နော်အကောက်ဖောက်လေးလေးကိုတစ်ချက်ပြတ်တော့ဆွဲအခုအကောက်ဖောက်ရဆိုရင်ပေါ့နော်ရိုးတော့ဒီကုန်းလေးကိုရောမှာဆက်ရောကိန်းပေါ့နော်ဒီကိန်းရဲ့နေရာဆောင်းပြရလို့ခေါ်ပါတယ်ဟောအရင်ဆုံးပေါ့နော်ဒီခဲကိုမမပကြောက်တော့ PROPS ကိုစာရပါမယ်လေရင်းကြလို့ရှိရင်နော်အခုကောက်ဖောက်ပြတယ်နော်ဒီကဘယ်လိုဖောက်မလဲဆိုရင်ဒီဆုံးတော့တော့တဲ့ဝင်လိုက်ပါမယ်ဘာလို့လဲပါဒီထဲဝင်ရရင် name is outside Iအားလုံးလည်းဝင်ပါမယ်ဒီလိုစီကိုလည်းမပေါ်ရပါပါချောတော့ချောဆိုတော့ CS A တော်ချောပါနော်ဒီလောက်မှာတော့ကိုကြိုက်တဲ့ကဏ္ဍလေးရှောက်ထည့်လိုက်ပါနော်ရပါပြီရှောက်ထည့်လိုက်ပါနော်ဟုတ်ကဲ့ဒါလို့ရှိရင်တော့ဒီစာလေး okay လေးကိုနှိပ်လိုက်ပါမယ် okay လေးကိုနှိပ်လိုက်ရင်ရပါပါနော်ဒီမှာပါဒီလိုမျိုးပုံနဲ့ရပါဆိုတာနဲ့ကိုပါကိုကြိုက်တဲ့ ID နံပါတ်ကိုID ဆိုရေးထားတာအစားလေးကိုပါကိုလောက်ပါမယ်ပေါ့နော်ဒီထဲကနေပြန်လိုက်ချတာခုဆိုလို့ရှိရင်လည်းဒီစာလေးနှိပ်ပြီးပေါ့နော်ဒီထဲမှာလို့ရှိရင်လည်းပါပါတယ်နော်လို့လုပ်ကြပါနော်အကြိုင်တော့ဒီမှာခဏလေးပေါ်လာတယ်အဲ့ဒါလေးခဏဆောင်ပြီးပါနော်ဒီကဒီမှာဒီအိမ်လေးတစ်အိမ်လေးပေါ်လာတယ်နော်ဒီကတော့ဒီလိုအိမ်လေးရောဒီမှာသူကကားလေးပါပြီးတော့ကျန်းကိုလာတယ်နော်အဲ့အိမ်လေးတစ်ခုရောအလုံးကိုတတမသိရဆိုလို့ရှိရင်အဲ့ဒါလေးကိုသမိုးချောလို့ပဲလိုက်လို့ရှိရင်နော်အဲ့လိုပါ